လာစားလေအကျွေးဆက်ရအောင်မယ်ဒီကြားလေရေဖို့မိဖို့ wifi ဖို့ကိုအဖေဒီအဖေနဲ့ဘာမှမကြံတော့လာစား96သိန်းလောက်ရကျင်လိုက်တာလာစား96သိန်းလောက်ရကျင်လိုက်တာတရင်ကလည်းကြွပြီဆိုတော့အမျိုးတွေကိုလည်းကြောရမယ်ဒါကြောတဲ့လူတွေကိုလည်းမဟုတ်ဘူးကပေးရအောင်တရုံးလုံးကလည်းမင်္ဂလာဆောင်နေလားမှတ်ရတယ်အဲ့လောက်ကြီးကြတော့မပြောတော့မင်းအလုပ်တွေမပြီးသေးဘူးနော်။သတင်းကြိုတွေရဲ့မှာလည်းတရက်မှဆင်းထားတာမတွေ့ဘူး။မင်းမဟုတ်သေးဘူးနော်ဟဲ့။မင်းဘယ်လိုလုပ်နေရလဲ ဟာဂျာကြီးရလေဗျာတနစ်မှတစ်ခါတည်းကိုအလုပ်ကမသိမချင်းလုပ်လို့ရတဲ့ဟောမပြောတော့ ။အေးပါကွာ။မင်းပြောတော့လေပတ်စံလေးမလောက်ဘူးလေးလောက်တယ်လေးပါလေးညာလေးနဲ့မင်းပတ်စံမလိုချင်ဘူးလားဟဲ့။ ဟာဂျာကြီးရပတ်သက်ပဲလိုချင်တာဟောပတ်သက်မလို့ရအောင်ကျွန်တော်မှယူမမဟုတ်တာကျွန်တော်မှယူမမဟုတ်တာ ဒါဆိုရင်လည်းမင်းငေါ့ကြော့လေအခုတင်းကျုပ်ပြီဆိုတော့မင်းမုံမိုးတွေအများကြီးပေးမှာဗောဟာမုံမိုးတွေအများကြီးပေးမှာဗောဟာ ပတ်သက်ရမယ်ဆိုရင်ဂျာကြီးကိုကြောမယ်ဗျာကြောမယ်ဟုတ်ပြီလား ကြော့ကွာမင်းဘယ်လိုပုံစံနဲ့ကြော့မလဲဆိုတော့ငါတစ်ချက်ကြည့်လိုက်မယ်ကြော့ကွာမင်းဘယ်လိုပုံစံနဲ့ကြော့မလဲဆိုတော့ငါတစ်ချက်ကြည့်လိုက်မယ် A few moments later. ဂျာကြီးတာဒုပါကွာကြော့မင်းဘယ်မှာဘူး ဟာဂျာကြီးဂျာကြီးကထူးထူးဆန်းဆန်းတစ်ခါမှလည်းမပေးဘူးပါဂျာကြီးကတော့ဂျင်းနေတယ် ဒီကြကြီးလိုက်စမ်းပါကွာမင်းကလည်းရှာရှည်လိုက်တယ်ရှာရှည်လိုက်တယ် ဟဲ့မင်းတို့ပတ်စံနေထိုးနေပါလားအဲ့ပတ်စံနေပေးရရ ငါတို့ဘလို့တက်လာရုံပါတင်းကျုံမဖို့ပေးထားတာ ဂျာကြီးမဟုတ်ချင်းထဲသွားကြီးဟဲ့အော်ဒီမဟုတ်ဘူးအများကြီးရတာဆိုတော့ညကြရင်ဘာတော့ကြရင်မပေါဘူးလား အေးကောင်းတယ်ငါလည်းလိုက်ခဲ့မနေ့ပြန်လာလို့ရှင်ငါဈေးဝတ်ထပ်ဖို့ရှင်တို့လိုက်အာနင်တို့ကလည်းအိရှာပြောထားတယ်လေတင်းကျုံမဖို့ပေးဆိုတော့မိဘတွေကိုကြောဖို့တဲ့နင်တို့ဘာသွားခြင်းနဲ့ဈေးဝတ်ထပ်ခြင်းနဲ့ဆိုရင်မိဘတွေကိုကြောပြီးမဖို့ပြန်တောင်းပြီးတော့မှသွားနောက်ပြီးအိရှာပြောထားသေးတယ်လေမိဘတွေကိုကြောတဲ့ပုံတွေကိုဂရုထဲပြန်ပို့တဲ့အဲ့နင်တို့ဘယ်လိုလုပ်မလို့အေးဟုတ်တာပဲဟာ ဟာအဲ့ဒါငါ AI နဲ့ကြောတဲ့ပုံလုပ်ပြီးတော့ငါဂရုလေးပို့ပြီးလိုက် ဟဲ့ဒီမှာနေလို့ရှာလို့ ဘာလို့ AI နဲ့လုပ်ပါလဲမင်းတို့ကောင်းတယ်အခုမင်းတို့ကောင်းတယ်သတင်းကြုံမို့ပေးထားမိဘတွေကြောမိဘတွေကြောတဲ့ပုံတွေကိုငါ့ကိုပြန်ပို့ပေးဟိုကောင်ဆိုးဆုံးမင်းငါ့ကိုဘန်မှပို့ပေး ဟုတ်ဂျာကြီး Baby, Mami, တသိန်းလေရေသားမိုးရောင်3000လောက်ဟုတ်လို့လား One day later. ဂျာကြီးဟောလေအဲ့တဲ့တယောက်ကလေဂျာကြီးတို့အဲ့ဒါသတင်းကျုပ်လက်ဆောင်ချင်းပေးလိုက်တာအဲ့ဒါမျိုးတက်နဲ့အတူလမ်းညုံထည့်ပေးလိုက်တယ်ဂျာကြီးကြီးကိုရောက်လာလား ဒီချင်းကိုပြောပါလား ဟုတ်တယ်ဂျာကြီး